မင်္ဂလာပါဗျ GG Motion Studio ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ကဒီnumber count effect ကို After Effects မှာဘယ်လိုလုပ်အောင်လဲဆိုတာကိုတစ်ဆင့်ရင်းရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့တုံးမဲ့ task ကိုရေးမယ်เนาะအဲ့တော့ type 2ကိုရွေးပြီးကျွန်တော်ဒီမှာ100ဆိုပြီးရေးလိုက်ပါမယ်ဘာဖြစ်ဆိုရင်ဒီဟာကိုကျွန်တော်တို့ slider control effect ထည့်မယ် effect preset ကိုတွားပြီးတော့ slider လို့ရိုက်ရှာလိုက်ပါ expression control က slider control effect ကိုယူလာပြီးတော့ဒီ100ပေါ်မှာတင်လိုက်ပါဒီ slider control effect သုံးရတဲ့အကြောင်းကဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ slider number เนาะဒီ slider ဘေးနားမှာဒီမှာကျွန်တော်တို့ value ရှိရယ်ဒီ value ကိုကျွန်တော်တို့ကဒီ text ရဲ့ value နဲ့ချိန်ဖို့ပါเนาะအဲ့တော့ဒီမှာကျွန်တော်တို့တက်တင်းထားထားရဲဆိုရင်ဒီမှာလည်းတက်တင်းဖြစ်နေချင်လို့ပါဒါပေမဲ့အခုကကျွန်တော်တို့ဒီ slider နဲ့ကျွန်တော်တို့ရဲ့ဒီ source text နဲ့မချိန်ရသေးတဲ့အတွက်ဒီမှာဘာမှပြောင်းလဲမှုမရှိပါဘူးเนาะအဲ့တော့အရင်ဆုံးဒီ text ကိုတွားမယ် text ကိုဖွင့်ချပြီးဆိုရင်ဒီမှာ source text ကဒီ piquet tool လေးရှိရနော်ဒီဟာလေးကိုဆွဲပြီးယူလာလိုက်ပါယူလာသွားပြီဆိုရင် slider ပေါ်တင်လိုက်ပါတင်လိုက်ပြီးဆိုတော့ねဒီမှာ slider ရဲ့ value တိုင်းကျွန်တော်တို့ရဲ့ဒီ text ကလည်းပြောင်းလဲသွားတာတွေ့ရမှာပါနော်ဒီမှာ slider ကိုကျွန်တော်ပြောင်းမယ်ဆိုရင်ဒီ text ရဲ့ value လည်းလိုက်ပြောင်းတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီဟာကို animation လုပ်ကြည့်အောင်နော် slider ကို keyframe တစ်ခုထားမယ်ဒီကောင်ကို0ပြောင်းလိုက်မယ်နော် value ကိုပြီးဆိုရင်2 second လောက်ယူလာပြီးတော့ဒီကောင်ကိုကျွန်တော် value တင်လိုက်မယ်အဲ့တော့ဒီဟာကိုပြန် play ကြည့်မယ်ဆိုရင် point နောက်မှာ decimal number တွေမြင်ရမှာပါเนาะအဲ့တော့ကျွန်တော်ကဒီဟာတွေမမြင်ချင်ဘူး full number ပဲမြင်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ method-round expression ထည့်ရပါမယ်เนาะ method-round expression ကကျွန်တော်ဒီအောက်မှာလည်းရေးပေးထားတယ်အဲ့တော့ဒီ expression ထည့်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့ text layer ကိုပြန်သွားပါဒီမှာ text ကိုဖွင့်ထားတယ်ဒီ source text ကိုဖွင့်လိုက်ပါဖွင့်လိုက်ပြီးဆိုရင်ဒီအောက်မှာ expression source text ဆိုတဲ့စာကြောင်းလေးတစ်ခုပေါ်နေတာတွေ့ရမယ်ပြီးဆိုရင်ဒီဘက်မှာကျွန်တော်ရဲ့ expression ရှိရเนาะဒါကို click ထောက်လိုက်ပြီးဆိုရင်ဒီ text ကိုကျွန်တော်တို့ edit လုပ်လို့ရတယ်ဒီ view လေးဆက်မသွားခင်မှာ After Effects ကိုအခြေခံ basic ကနေစပြီးတော့အစိမ်းတကြားလေးလာသင်ယူချင်တယ်ဆိုရင် GG Motion Studio ကဖွင့်ထားတဲ့ Motion Graphic Beginner to Job Ready Training သင်တန်းကိုစအပ်လို့ရပါပြီเนาะဒီသင်တန်းမှာ After Effects ကိုအခြေခံအနေစပြီးတော့ဒီ client project တစ်ခုကို briefing ကနေပြီးတော့ final video ထုတ်နိုင်တဲ့အထိအစအလယ်ဆုံးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီသင်တန်းအကြောင်းကိုအသေးသေးသိချင်တယ်ဆိုရင်တော့ Page Messenger မှာလာရောက်ဆုံလန်းနိုင်ပါတယ်เนาะအဲ့တော့ဒီ expression ကကြတော့ကျွန်တော်တို့ဒီ source text နဲ့ slider ကိုချိန်ထားတဲ့ expression ပါเนาะအဲ့တော့ဒီဟာကိုကျွန်တော်တို့ကဒီ method-round ရဲ့ဒီ open bracket နဲ့ close bracket ထဲမှာထည့်ရမှာပါအဲ့တော့ကျွန်တော်က expression အရှည်ဆုံးတွားပြီးတော့ method-round ဆိုပြီးရိုက်လိုက်ပါမယ်ဒီအောက်မှာ highlight လုပ်ထားတဲ့ဟာလေးပေါ်လာမယ်ဒီဟာကို select လုပ်ပြီးတော့ enter ခေါက်လိုက်ပါပြီးဆိုရင်ဒီ close bracket ကိုဖြတ်မယ်ဖြတ်ပွားပြီးဆိုရင်ဒီ expression အားလုံးရဲ့နောက်ဆုံးတွားပြီးတော့ close bracket ပြန်ထည့်လိုက်ပါမယ်เนาะအခုပြန် play ကြည့်မယ်ဆိုရင်အားလုံးက full number ဖြစ်သွားပါပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီအနောက်မှာ percentage တို့ပါကိုထည့်ရှင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့တော့ကျွန်တော်ကဒီ expression ကိုပြန်သွားမယ်သွားပြီဆိုရင် expression ရဲ့နောက်ဆုံးမှာကျွန်တော်တို့ plus လို့ထည့်မယ်ပြီးသွားပြီဆိုရင် quotation mark ဒီ quotation mark ထဲမှာကျွန်တော်တို့လိုချင်တဲ့ဟာထည့်လို့ရပါတယ်ကိုက percentage sign ထည့်ရှင်တယ်ဆိုလည်းထည့်လို့ရတယ်ကျွန်တော်ဒီမှာ percentage sign ထည့်သွားပြီဆိုရင်ပြန်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ number မှာ percentage sign လေးပါသွားပါပြီเนาะအဲ့တော့ဒီနေ့ tutorial တော့ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ် tutorial မှာပြန်တွေ့ရအောင်